ဒီနေ့ကတော့ပါအိုလူမျိုးတွေရဲ့နေထိုင်ပြန်နှံ့မှုနဲ့လူဦးရေးအကြောင်းအချင်းချုပ်လေးပြောပြချင်ပါတယ်။ပါအိုလူမျိုးဒါမှမဟုတ်တောင်သူလူမျိုးလို့လည်းသိကြတဲ့သူတို့ဟာမြန်မာနိုင်ငံရဲ့အရေးပါတဲ့တိုင်းသားဖွဲ့တစ်ဖွဲ့ပေါ့။သူတို့ဘယ်ကစပြီးဘယ်ကိုပြန်နှံ့သွားသလဲဆိုတဲ့ခီးကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ကဲပထမဆုံးသူတို့ရဲ့လူဦးရေးကိုကြည့်လိုက်အောင်။2014တန်းကောင်ဆိုင်ရဆိုတဲ့စုစုပေါင်း7တင်ကတိုင်းကျော်တောင်ရှိပါတယ်။ဒါဟာကရမျိုးနဲ့ရှူတွေထဲမှာတတိယအများဆုံးပဲ။အများစုကမြန်မာနိုင်ငံမှာတတင်းနဲ့ထန်းတောင်နေပြီးထိုင်းမှာလည်းနှစ်တင်းနီးမှရှိနေပါတယ်။ဒါဆိုအဲ့ဒီလူဦးရေးပဲအများစုကဘယ်နေရာမှာနေကြသလဲ။အဓိကကတော့ရှမ်းပြည်တောင်ပိုင်းမှာပါ။ပအိုးလူမျိုး82ရာခိုင်နှုန်းလောက်ကတောင်ကြီးဟိုပုံပင်လုံးလိုဒေသတွေမှာစုနေကြတာ။ဒါပေမဲ့သူတို့ရဲ့မူလဇာတိကတော့မြန်မာနိုင်ငံအောက်ပိုင်းကတထွန်ခရိုင်ထက်ပါတယ်။နောက်ဆုံးချက်ကတော့သူတို့ရဲ့တမိုင်းဝင်ရွှေ့ပြောင်းမှုပါပဲ။တမိုင်းရဆိုရင်မွန်ပွင့်မနုဟာပကံမှာစစ်ချုံပြီးနောက်မှာပါအိုတချို့ကမူလတထုံကနေထက်ခွာပြီးရှမ်းပြည်တောင်ပိုင်းမှာတထုံအသည့်အခုခေတ်စီဆိုင်မျိုးကိုတည်ထောင်ခဲ့ကြတယ်လို့ဆိုပါတယ်။အချို့ပြောရရင်ပါအိုလူမျိုးတွေဟာမူလဇာတိတထုံကနေရှမ်းပြည်တောင်ပိုင်းမှာအဓိကအခြေချပြီးအိမ်နီးချင်းနိုင်ငံတွေအထိပြန်တဲ့အနေထိုင်တဲ့လူဦးရေတတိုင်းကျော်ရှိကရင်မျိုးနယ်စုဝင်တိုင်းသားတွေဖြစ်ပါတယ်